အားလုံးပဲမင်္ဂလာပါ Miss Sandy's Tarot ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့ short reading လေးတစ်ခုအနေနဲ့ love reading လေးလုပ်ထားပါတယ်ရွေးစရာတော့အများကြီးပေးမထားပါဘူးရွေးစရာနှစ်ခုတည်းပေါ့နော်ဒီဘက်ကturquoise လေးနဲ့ဒီဘက်ကကျတော့rhodochrosite ပေါ့နော်နာမည်ကနည်းနည်းရှိရထားပါဒါအဲ့လိုချစ်ချင်းမြတ်တာအတွက်ဆောင်းရတဲ့ကြောက်ပေါ့နော်ဒီဘက်ကတော့ turquoise ကတော့ communication အတွက်ဆောင်းရတဲ့အကြောင်းမျိုးပေါ့အဲ့တော့ဒီဘက်က by 1ဒီဘက်က by 2အစင်ပြေရတယ်ကိုမျက်စိထဲမှာပို့ပြီးတော့ဆွဲဆောင်နေတဲ့ by တစ်ခုကိုရွှေ့လိုက်ပေါ့နော်ဒီခြားလေးကြည့်ပြီးတော့ရွှေ့လိုက်ပါအဲ့ဒီတော့ by 1လေးကိုရွေးထားတဲ့သူတွေအတွက်ကြည့်လိုက်မယ်နော်โอ้ပြောစရာကြီးပြောရမယ်ဆိုရင်တော့ပြီးဆုံးသွားတဲ့ဆက်ဆံရေးတွေဒါမှမဟုတ်အခြေတခြားနဲ့တည်ငြိမ်သွားပြီဆိုပြီးကိုယ့်ကိုယ်သတ်မှတ်ထားတဲ့ဆက်ဆံရေးပြီးသွားအထူးသဖြင့်ပေါ့နော်ပြီးသွားတဲ့ဆက်ဆံရေးတွေမှာဆိုရင်လည်းကိုကဘလောက်ပဲတည်ငြိမ်သွားပြီပဲပြောမသိစိတ်ရဲ့တနေရာမှာခံစားမှုလေးရှိနေသေးရပေါ့နော်ခံစားမှုလေးရှိနေသေးရဒီမှာကတော့နည်းနည်းခွဲခွာထားရတဲ့သူတွေပြတ်ဆဲထားတဲ့သူတွေလေးလည်းပါမယ်လို့ထင်တယ်အဲ့တော့အဲ့လိုလူလေးတွေအတွက်ဆိုရင်တော့သူကခံစားမှုလေးတွေကတည်ငြိမ်နေပြီလို့ယူဆရမယ်အနည်းငယ်ကြံနေသေးတာမျိုးဖြစ်နိုင်ပါတယ်တဲ့အဲ့တော့ကိုတေချာလေးကိုနှလုံးသားရဲ့အတန်တေချာလေးပြန်နာထားပါတော့တကယ်လို့ပြန်ဆဲထားတာမျိုးမဟုတ်တဲ့လူလေးတွေဆိုရင်လည်းကိုလိုချင်တာဘာလဲကိုဖြစ်ချင်တာဘာလဲဆိုတော့ကိုရဲ့အတွင်းစိတ်ကိုရဲ့ခံစားချက်ကိုတေချာသိအောင်လုပ်ပါဒီကွဲကွာမှုကအမြင်အဆုံးသတ်တခုမဟုတ်ဘူးတိတ်မကြခင်မှာပြန်ရောက်လာတာမျိုးဒါမှမဟုတ်ရင်လည်းတခုခုကိုမျောနေတဲ့သူဒါမှမဟုတ်ကိုနဲ့ကွဲကွာသွားတဲ့သူနဲ့ပတ်သက်ပြီးတော့တစုံတစ်ခုကြားရတာမျိုးဒါမှမဟုတ်ကွဲကွာနေရမျိုးမဟုတ်ဘူးကိုကတရားသဘောကျနေရမျိုးညာဆိုရင်လည်းအဲ့လိုမျိုးတခုခုပေါ့နော်သတင်းစကားတစ်ခုကြားဖို့ရှိရဲဒီနောက်ဆုံးတစ်ခါအနေနဲ့ပြောရမယ်ဆိုရင်တော့ချစ်ချင်းမြတ်တာကကိုလိုချင်တဲ့သူစီကမဟုတ်ရင်တောင်မှကိုမမျော်လင့်တဲ့ဘဝရဲ့ထောင်ကျိုးတွေရတယ်ပြီးတော့ဝင်လာမျိုးဖြစ်နိုင်တယ်ပေါ့နော်ချစ်ချင်းမြတ်တာဆိုတဲ့နေရာမှာက1500ပဲချစ်ချင်းမြတ်တာမဟုတ်ဘူးလေ928ကလည်းဒါလည်းမြတ်တာတွေရပဲဆိုတော့ကိုလိုချင်တဲ့ချစ်ချင်းမြတ်တာလိုချင်တဲ့သူစီကမရသေးတိုင်အောင်တခြားသူတွေစီကတခြားပုံစံမျိုးနဲ့ရမယ်လည်းဖြစ်နိုင်တယ်တကယ်လို့ကိုနဲ့ကွဲကွာသွားတဲ့သူလေးတွေဆိုရင်လည်းကိုဂယုဆိုင်ခြင်းစိတ်ရှိတာတနည်းနည်းနဲ့ကိုဂယုဆိုင်နေတာမျိုးအဲ့လိုမျိုးလေးတော့ကြုံရဖို့တော့ရှိပါတယ်ဒါကတော့ general reading မှာ pile 1ပေါ့နော်အခုက pile 2ကိုရွေးထားတဲ့သူလေးဒီအနေနဲ့ကဒီထဲမှာလေခုကြည့်နေတဲ့သူလေးတွေထဲမှာ manifest လုပ်ထားတဲ့သူကိုလိုချင်တာကိုဖြစ်ချင်တာကို manifest လုပ်ထားတဲ့သူလေးတွေပါမှထင်တယ်တကယ်လို့ manifest မလုပ်ရသေးဘူးဆိုလဲကိုလိုချင်တာကိုဖြစ်ချင်တာကိုအတိအကျအဆူတောင်းပြီးတော့ manifest လုပ်ပါဆိုတဲ့သဘောမျိုးကပြောချင်နေတယ် manifest လုပ်ပြီးသားသူလေးတွေဆိုရင်လဲကို manifest လုပ်ထားလေးတွေကလမ်းကြောင်းမှန်တယ်puzzle လေးဆက်တယ်လို့မျိုးပေါ့တစားနဲ့တဖြည်းဖြည်းနဲ့လမ်းကြောင်းမှန်မှာရောက်လာပြီတဖြည်းဖြည်းနဲ့ပြေးလာတော့မယ်ကိုဖြစ်ချင်တာလေးဖြစ်လာတော့မယ်ကိုလိုချင်တဲ့အရာလည်းကိုလိုချင်နေရမျိုးကိုလိုချင်တဲ့သူကလည်းကိုလိုချင်နေရမျိုးအဲ့လိုမျိုးပေါ့နော် manifestation လောက်ထားတာလေးရလမ်းကြောင်းမှန်တယ်တဖြည်းဖြည်းနဲ့တော့အကုန်လုံးဆန္ဒပြေဝလာဖို့တော့ရှိပါတယ်အခြေရင်းမှမဟုတ်ဘူးတခြားသောကိစ္စတွေမှာလည်းကံကောင်းလာမဲ့သဘောလေးပေါ့နော်ပြောစရာကြီးဒီကလေးရတာကိုမမျော်လင့်တဲ့အချိန်မှာအချိန်မှန်နေရာမှန်လူမှန်အပြုအမူအမှန်စကားလုံးအမှန်right time right moment right person right word အဲ့ဒါတွေနဲ့အတူတူကိုက
ကံကောင်းလာပါလိမ့်မယ်တဲ့ဟောအစင်မပြေခဲ့တာတွေညှိလို့နိုင်လို့မရခဲ့တာတွေအတွက်ဒုတိယတစ်ချိန်အခွင့်အရေးရောက်လာတော့မယ်ညှိနှိုင်းလို့ရတော့မယ်တကယ်လို့ကွဲကွာနေတာမျိုးလေးတွေရှိရလဲဒါအဆုံးသတ်မဟုတ်သွားဘူးပြန်ပြီးတော့အဆင်ပြေဖို့တော့အခွင့်အရေးတစ်ခုကရောက်လာတော့မယ်အဲ့တော့ဒီ၃ခုလုံးကဆက်ဆက်နေတယ်စင်ပြေလာတွေလည်းပြေလာတော့မယ်manifest လုပ်ထားတာမျိုးရှိခဲ့အောင်ရှိခဲ့လိမ့်မယ်ရှိခဲ့တာမျိုးဆိုရင်လည်းမှန်တယ်မလုပ်ရသေးတဲ့သူတွေဆိုလည်း manifest လုပ်ဖို့ရကအကြံပေးတယ်တဖြည်းဖြည်းနဲ့ကံကောင်းလာပြီမထင်မှတ်တဲ့အချိန်မှာတော့ကိုယ့်ရဲ့ကံကောင်းမှုကိုယ်ကိုယ်တိုင်ပို့ပြီးတော့လက်တွေ့ခံစားရမယ်ပေါ့နော်အဲ့လိုလေးပေါ့တစ်ခုတိုက်ဆိုင်တာကဘိုင်းလေးနှစ်ခုလုံးမှာတော့အစမပြေတဲ့ဆက်ဆံရေးပြီးလဲတော့မယ်ဆိုတော့သဘောတော့ပိုတော့ပါပါတော့ဝမ်းသာစရာကြီးပါဒါပေမဲ့ဒါက general reading ဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းနဲ့တော့ energy ကြိုက်ချင်မှကြိုက်ပါလိမ့်မယ် energy ကြိုက်တဲ့သူတွေလည်းရှိမှာပါအဲ့အတွက်လည်းဝမ်းသာပါတယ်နောက်ထပ် reading တွေမှာလည်းပြန်ပြီးတော့တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်